တပည့်တော်ယူသိစွာမိရှောင်းအပ်ပါသည်ဖေဟာအမားပါရင်ခွင့်လွှတ်တော်မူပါဖေဟာအိမ်ဆောင်နဲ့ကိုဆောင်နဲ့ဆိုတာတကယ်ရှိပါသလားဖေဟာရှိခဲ့ရင်အိမ်ဆောင်နဲ့ကဘလို့ကိုဆောင်နဲ့ကဘလို့ဆိုတာတပည့်တော်သိချင်ပါတယ်ဖေဟာတပည့်တော်တို့မိသားစုအလူဒါနကုသိုလ်ပြုတိုင်းအိမ်ဆောင်နဲ့ကိုဆောင်နဲ့တွေကိုအမျှပေးပါတယ်ဖေဟာတာတို့လည်းခေါ်ပေးပါတယ်ဖေဟာသူတို့ကြားသိပါရဲ့လားတပည့်တော်တို့ရောအကုသိုလ်ရပါသလားဖေဟာကိုဆောင်နဲ့ဆိုတာတော့တိကျမရှိဘူးဟုတ်လားဒီကိုယ့်ပေါ်မှာခင်မင်းနဲ့ကိုယ့်ပေါ်မှာချစ်ခင်တဲ့နတ်ကိုပဲကိုဆောင်နဲ့လို့ခေါ်တာအဲ့ဒီနတ်ကဒီရက်ွက်ထဲမှာဖြစ်နေတယ်ဖြစ်မယ်တစ်ပင်ဆောင်နဲ့ဖြစ်နေတယ်ဖြစ်မယ်ဟိုအထက်ကောင်းငင်ကနတ်လည်းဖြစ်နေဖြစ်မယ်ကိုယ့်ပေါ်မှာခင်ပြီးတော့ကိုယ့်ပေါ်မှာမေတ္တာရှိပြီးဆောင်းချောက်ပေးနေတဲ့နတ်ကိုပဲကိုဆောင်နဲ့လို့ခေါ်တာတကူးတကကြီးဒီခန္ဓာကိုယ်ထဲမှာဝင်နေတဲ့နတ်မဟုတ်ဘူးတချို့ထင်နေတာကဒီခန္ဓာကိုယ်ထဲမှာကိုဆောင်နဲ့ရှိတယ်လို့ထင်နေတာမရှိပါဘူးเนาะကိုဆောင်နဲ့ဆိုတာသူ့ဘာသူတစ်ပင်ဆောင်နဲ့ဖြစ်နေတယ်ဖြစ်သွားမယ်မျိုးဆောင်နဲ့ဖြစ်နေတယ်ဖြစ်မယ်ဒီမျိုးဆောင်နဲ့ကကိုယ့်ကိုခင်တော့ကိုယ့်ကိုဆောင်းချောက်ပေးလို့ကိုဆောင်နဲ့လို့ခေါ်ရင်လည်းခေါ်တာဒီလိုပါပဲတိချာကြီးကိုဆောင်နဲ့ဆိုတာမရှိဘူးပေါ့နော်အိမ်ဆောင်နဲ့ဆိုတာတော့ရှိတယ်အဲ့ဒါလည်းအိမ်ကိုဆောက်တာတော့မဟုတ်ဘူး तू ကအိမ်ဒီအိမ်ဒီဗိမ္မာန်သူ့ရဲ့ဗိမ္မာန်တစ်ခုအနေနဲ့လာနေတဲ့သဘောစာထဲမှာပါတယ်လေမျိုးတစ်ခုတည်တယ်မျိုးတစ်ခုတည်ပြီဆိုတာနဲ့အဲ့မှာနတ်တွေကလည်း तू ကဆိုင်ရနတ်တွေလည်းပေါ်လာပြီးတော့ तू အိမ်တွေနေရာချတာလူတွေစင်နေရာချတာမဟုတ်နတ်တွေလည်းပဲအိမ်ကွက်နေရာချတာသူတို့ကလည်းတော့ဘယ်အိမ်ဆိုရင်ငါတို့နေမယ်ဘယ်ရက်ကွက်မှာငါတို့နေမယ်ဆိုပြီးသူတို့ကနတ်တွေမှာလည်းခွဲတန်းချတယ်စောင့်တာမဟုတ်ဘူးသူတို့ရဲ့ဗိမ္မာန်အဲ့တော့ဒီအိမ်တွေကသူတို့ရဲ့ဗိမ္မာန်ပဲအဲ့တော့အိမ်ချင်းကအိမ်ဆောင်တဲ့ကိုမောင်းထုတ်ခွင့်ရှိတယ်နော်တချို့ကအိမ်ဆောင်တဲ့ဆိုရင်ကိုယ်ကိုရမယ်ပူဇော်ပတ်တာမယ်ထင်တာမဟုတ်ဘူးတကယ်တော့ကိုယ်တော်တော့ကျေးဇူးတင်ရအောင်ပါကိုယ်အိမ်ရှိလို့ဒီနက်ကနေခွင့်ရနေတာဒီအိမ်ကိုဖြုတ်လိုက်ရင်ဒီကောင်နေဗိမ္မာန်ပြောက်ပြီအိမ်နက်ကမရှိတော့ဘူးနော်အဲ့တော့အိမ်ကိုစောင့်တာမဟုတ်ဘူး तू ကဒီအိမ်မှာလာနေတာနော်အဲ့တော့ကိုယ်တော်တော့ကျေးဇူးတင်ရမှာဒီနက်ကတချို့ကအိမ်ဆောင်တဲ့ကိုပူဇော်ပတ်တာလုပ်နေသေးတာနော်ပူဇော်ပတ်တာစရာမလိုကိုယ်ကျေးဇူးတင်ရမှာဒီနက်ကမေကိုမေးလျှောက်ခွင့်ပြုပါရှင်ဖေဟာခုနကတော့ဖျားပန်းကတ်လူတာနဲ့ပတ်သက်ပြီးတော့ပေါ့နော်တီးပြီးွားပြီပေါ့ဖေဟာဟိုကြားဘူးတာကြတော့တချို့တော့သူတွေပြောကြတာဇော်ရှိန်ပန်းတို့ကျက်မောက်ပန်းတို့ကလှူလို့မရဘူးလို့ပြောပါတယ်အဲ့ဒါဟုတ်ပါသလားဖေဟာမဟုတ်ပါဘူးနော်ကိုရှိတဲ့ဘန်းကိုလှူနိုင်တဲ့ဘန်းအကုန်လှူလို့ရတယ်ဥစဉ်လို့ဆိုရင်เจ้าမှာတောထဲမှာဆိုတော့တောပန်းတွေပေါ်တယ်ကိုရင်လေးတွေဆိုရင်ဒီလိုဥပုံတွေဆိုရင်တောထဲပတ်ပြီးတော့ပန်းတွေကပ်ပြီးခူးတာပဲဘုရားမှာလာပူဇော်တာအများကြီးပဲပန်းတွေစုံတာပဲတောပန်းတွေပေါ့နော်ဆိုတော့ကိုယ်တရားတရားအလျောက်တိုက်တဲ့ပန်းကိုပူဇော်လို့ရတယ်ဘုရားလောင်းတော်မှာအဲ့မှာပူဇော်စရာပန်းမရှိလို့တောထဲကပန်းတွေပူဇော်ပြီးတော့အဲ့မှာနတ်ပြည်ရောက်တဲ့သူကရိယာသွားတာတွေတာတကတွေရှိပါတယ်နော်အဲ့တော့ကိုနှစ်သက်တဲ့ပန်းကိုရှိတဲ့ပန်းကိုပူဇော်ခွင့်ရှိတယ်နော်ဒါဘေးရင်တွေလောကရတရားလောကတွေကဟိုဟာမပူဇော်နဲ့ဒီဟာမပူဇော်နဲ့ကြာပန်းပူဇော်ရင်ကြာတတ်တယ်လို့ဟုတ်လားစီးပွားမအောင်မြင်ဘူးလို့ဆိုတာအဲ့ဒါမဟုတ်တာတွေချက်ပြောနေနော်မဆိုင်ပါဘူးနော်ဟုတ်လားကြာစံမစားနဲ့ကြော်တယ်လားကြာစံစားရင်ကြာတတ်တယ်ဆက်တော့မဟုတ်တာတွေသလားအဲ့တော့ဗုဒ္ဓဘာသာတွေကအဲ့ဒါမယုံပါဘူးနော်ဗုဒ္ဓဘာသာမှာအဲ့ဒီယူဆမရှိရဘူးကောတုဟလိကမင်္ဂလာဆိုတာ